အရှင်ဖျားငလျင်ကဘာကြောင့်လှုပ်တာလဲဗုဒ္ဓဘာသာနဲ့ကြည့်မယ်ဆိုရင်ဘယ်လိုသဘောတက်ရောက်ပါသလဲတဲ့ဘူမိဇာလတုတ်မှာမြင်းငလျင်လှုပ်ကြောင်း၈ပါးကိုမြတ်စွာဘုရားဟောကြားခဲ့ပါတယ်အဲ့ဒီမြင်းငလျင်လှုပ်ကြောင်း၈ပါးကဘာတွေလဲဆိုရင်၁မြေအောက်ခံရေပြင်ကိုလေပြင်းတိုက်ခတ်ခြင်းကြောင့်မြင်းငလျင်လှုပ်ခြင်း၂တကိုးအိဋ္ဌိပတ်ရှိသောပုဂ္ဂိုလ်တို့ကလှုပ်စေခြင်းကြောင့်မြင်းငလျင်လှုပ်ခြင်း၃ဖျားအလောင်းပရိတန်တွေယူခြင်းကြောင့်မြင်းငလျင်လှုပ်ခြင်း၄ဖျားအလောင်းဖွားမြင်ခြင်းကြောင့်မြင်းငလျင်လှုပ်ခြင်း၅ဖျားအဖြစ်သို့ရောက်ရှိတော်မူခြင်းကြောင့်မြင်းငလျင်လှုပ်ခြင်း၆ဓမ္မစကြာတရားဦးဟောကြားခြင်းကြောင့်မြင်းငလျင်လှုပ်ခြင်း9ဖျားရှင်အာယုသင်္ခါရလွတ်တော်မူခြင်းကြောင့်မြင်းငလျင်လှုပ်ခြင်း10ဖျားရှင်ပြိဋိဘံပြုတော်မူခြင်းကြောင့်မြင်းငလျင်လှုပ်ခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာမြင်းငလျင်လှုပ်ကြောင်းအကြောင်း၈ပါးပဲဖြစ်ပါတယ်အခုနောက်ပိုင်းမှာဖျားရှင်မရှိတော့တဲ့အတွက်ယခုနောက်ပိုင်းမြင်းငလျင်လှုပ်တာတွေဟာအဆိုပါမြင်းငလျင်လှုပ်ကြောင်း၈ပါးတွေကဒီအောက်ခံရေပြင်ကိုလေပြင်းတိုက်ခတ်ခြင်းကြောင့်မြင်းငလျင်လှုပ်ခြင်းနဲ့တကိုးအိဋ္ဌိပတ်ရှိသောပုဂ္ဂိုလ်တို့ကလှုပ်စေခြင်းကြောင့်မြင်းငလျင်လှုပ်ခြင်းဆိုတဲ့အကြောင်းရင်းနှစ်ချက်တစ်ချက်ချက်ကြောင့်လှုပ်တာဖြစ်ပါတယ်နော်